ချီးကြောက်ရေတူးတာမျိုးမလုပ်ချင်တယ်လို့ကြားတွေကိုအသက်သွင်းတဲ့အလုပ်မျိုးလည်းမလုပ်ချင်ပါဘူးဒါပေမဲ့လည်းဒီနေ့ဒီအချိန်ထိကျွန်တော်တို့မြန်မာနိုင်ငံမှာဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လာရင်တန်ဖိုးဖြတ်မှုအလွဲတွေစံနှုန်းအမှားတွေရှိနေသေးတာကြောင့်ဒီစကားလေးတွေပြောပြတာပါဒီမေးခွန်းလေးတွေမေးပြတာပါစာမဖတ်တဲ့သူတွေနိုင်ငံရေးပါမဝတဲ့သူတွေနိုင်ငံရေးကိုမလေ့လာတဲ့သူတွေတာမန်ပြည်သူတွေအနေနဲ့ဒေါ်ဆန်းစုကြည်ကိုချစ်ခင်ယူသည်လေးစားထောက်ခံကြပါတယ်နံပါတ်1ချက်ကဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်နေလို့ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်နေတဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားယုံကြည်ထောက်ခံတယ်ဒါလွဲနေပါတယ်လွဲနေတဲ့အကြောင်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြောပြပါမယ်ဒီဗီဒီယိုဖိုင်လေးမှာပြောနေတာကဒုတိယအချက်အကြောင်းပြောနေတာပါဒုတိယအချက်ကဘာလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုရပါတယ်ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ဖြစ်ပါတယ်ဒါကြောင့်မို့သူ့ကိုအထင်ကြီးတဲ့လူတွေသူ့ကိုလေးစားတဲ့သူတွေရှိပါတယ်အဲ့တော့ကျွန်တော်မေးချင်တာကျွန်တော်ပြောပြချင်တာကဒေါ်အောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တယ်ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ဖြစ်ခဲ့တယ်အဲ့လိုမျိုးသူရခဲ့တဲ့အချိန်မှာငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ဖြစ်ခဲ့တဲ့အချိန်မှာဗမာပြည်နဲ့ပတ်သက်ပြီးဗမာပြည်သူပြည်သားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ငြိမ်းချမ်းရေးကိုဥတီစေတော့ဘယ်လိုအပြုအမူမျိုးဘယ်လိုအခြေအနေမျိုးတွေကိုသူလှုပ်ပေးခဲ့တယ်လေသူလှုပ်ခဲ့တယ်လေဆိုတာဒေါ်ဆန်းစုကြည်ပေါ်ချစ်ခင်ယူသည်လေးစားထောက်ခံတဲ့သူတွေအနေနဲ့လေ့လာကြည့်ပါသူ့ကိုငြိမ်းချမ်းရေးနိုဘယ်ဆုပေးလိုက်တဲ့အချိန်မှာဒေါ်စုကြည်ဟာမြန်မာနိုင်ငံနဲ့ပတ်သက်လို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်လို့ငြိမ်းချမ်းစေရအကြောင်းငြိမ်းချမ်းစေဖို့အကြောင်းဘာတစ်ခုမှမလုပ်ပေးခဲ့ပါဘူးအဲ့ဒီချိန်တော့ကသူလုပ်ခဲ့တာဆိုလို့အမိတ်အာဏာဟုသမျှတာဝန်အရဖီဆန်ကြဆိုတဲ့စောင်းဘုတ်ကိုလက်ကင်ထားပြီးတော့သူ့ဘောမှာချစ်ခင်ယုံကြည်လေးစားထောက်ခံတဲ့သူတွေကိုမြှောက်ပေးခဲ့ပါတယ်နောက်တစ်ချက်အနေနဲ့မြန်မာပြည်မှာလာပြီးတော့ရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနိုင်ငံခြားကုမ္ပဏီတွေကိုသူပြောခဲ့ပါတယ်။ဘာလဲဆိုတော့စံချိန်လုပ်ပေးကြပါ။ဗမာပြည်မှာလာရောက်ရင်းနှီးမြှုပ်နှံနေတဲ့လုပ်ငန်းတွေအားလုံးပိတ်သိမ်းပြီးတော့ကိုယ်တိုင်းပြည်ကိုပြန်သွားကြပါဆိုတဲ့စကားသူပြောခဲ့ပါတယ်။အဲ့ဒီတော့ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာချစ်ခင်ယူသည်လေးစားထောက်ခံနေကြတဲ့သူတွေအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းကိုဘယ်လောက်သိတယ်လဲကိုပြန်မေးကြည့်ပါလူတယောက်ကိုချစ်တယ်ဆိုရင်ပဲဖြစ်ဖြစ်မုန်းတယ်ဆိုရင်ပဲဖြစ်ဖြစ်အဲ့ဒီလူတယောက်ရဲ့အကြောင်းကိုဂနတိတ်တိတ်ချာချာကွယ်ပြရေရသိဖို့လိုအပ်ပါတယ်ကိုယ့်အိမ်နီးချင်းတယောက်ကိုချစ်တာကိစ္စမရှိပါဘူးကိုယ့်အိမ်နေချင်းတယောက်ကိုယုံကြည်မိတာကိစ္စမရှိပါဘူးသို့တော်ညာလေတိုင်းပြည်ရဲ့အနာဂတ်ကိုပုံဖော်ထုစစ်ကြမယ်နိုင်ငံခေါင်းဆောင်တွေအနာဂတ်ခေါင်းဆောင်တွေအပေါ်မှာနားလည်မှုလွဲပြီးစံနှုန်းတွေလွဲပြီးသိမှုတွေလွဲပြီးယုံကြည်ထောက်ခံကြမယ်ဆိုရင်တော့တိုင်းပြည်အတွက်ကောလူမျိုးအတွက်ကောလူငယ်တွေအတွက်ကောအင်မတန်မှအနေရများပါတယ်ဒီလိုဗျာညီကုန်းချုပ်ပြီးပြောရမယ်ဆိုရင်ဒေါ်ဆန်းစုကြည်ဟာငင်းငင်းလိုပဲစုရခဲ့တယ်โอเคအဲ့အတွက်အထင်ကြီးလေးစားကြတယ်โอเคသို့ဆိုအဲ့ဒီစုရအောင်အဲ့ဒီစုနဲ့ထိုက်တန်အောင်ဒေါ်စုကြည်ဘာတွေလုပ်ခဲ့တယ်လဲအဲ့ဒီစုနဲ့လိုက်လျောညီတွေဖြစ်စေမဲ့အပြုအမူမျိုးအဲ့ဒီစုကိုပေးရလောက်တဲ့အခြေအနေမျိုးတွေဒေါ်စုကြည်လုပ်ခဲ့ပါသလားဆိုတာကိုဒေါ်ဆန်းစုကြည်ပေါ်မှာ
ချစ်ခင်ယုံကြည်လေးစားထောက်ခံကြတဲ့လူတွေအနေနဲ့လေ့လာကြည့်ကြပါလေ့လာမှုအားကောင်းမှလည်းအမှန်ကိုမြင်နိုင်မှာပါအမှန်ကိုမြင်အမှန်ကိုသိမှလည်းဘယ်လိုလမ်းမျိုးကိုရှောက်တဲ့နဲ့ဘသူနောက်ကိုတော့လိုက်တဲ့နဲ့ဘသူကိုတော့ထောက်ခံတဲ့နဲ့ဆိုတာပဲကွဲကွဲပြားပြားသိပါပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မင်းကိုဆိုပါတယ်